အဲ့ဒါပွင့်သွားတယ်မောင်ဖြူ007@icloud.com เนาะအဲ့ဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒီတခါတည်းတစ်လက်စာလည်းပြောပြရမယ်ဒီလိုမေးလာတဲ့အခါမျိုးကြရင် Wineland ဆယ်လူလာကိုရွေးပါအားကြောင့် Wineland တစ်ခုလည်းရွေးထားတယ်ဆိုရင်ကျွန်တော်တို့ data နဲ့သုံးတဲ့အခါမျိုးကြရင် line မတက်ပါဘူးခင်ဗျာโอเคအဲ့ဆိုရင်ကျွန်တော်ဒီ app store ထဲမှာဒီအပေါ်နားလေးမှာအဲ့ဒီတွေကိုဝင်မယ်ဝင်ပြီးသွားရင်ဒီအဲ့မောင်ဖြူစွာလေးကိုနှိပ်လိုက်ကျွန်တော်တို့ဒီလောဆယ်ဒါကျွန်တော်ခုနပြောလို့ပဲ country and region ထဲမှာတန်းပြောင်းတယ်မြန်မာတန်းဖြစ်တယ်ဗျာဒါကဲလို့ကိုကမြန်မာမလို့ခြင်းကိုက US region ပြောင်းခြင်းတယ်ဆိုရင်ပြောင်းလို့ရတယ်ဒီမှာကိုလိုချင်တဲ့နိုင်ငံပြောင်းလိုက်နာမည်ရိုးတော့ပြောင်းလို့မရဘူးအဲ့ဒီနောက်မှာကျွန်တော်လိုက်ချိန်ရမယ့်ဟာလေးရှိတယ်လိုက်ချိန်ရမယ်ဆိုတာကျွန်တော် address လေးတွေဖြည့်ပေးရမှာဗျာအကယ်လို့က US မှာ US region ထားပြီးဆိုရင် US address လေးတွေဖြည့်ပေးရမှာအမှန်ဖြည့်စရာမလိုဘူးရတယ်တခြားဒီမှာကျွန်တော်ဖြည့်ပြပေးမယ်နော်ကျွန်တော်ဒီ credit တွေ debit တွေနေရာမှာကျွန်တော်နန်းထားမယ်လမ်းနေမှာကိုကြိုက်တဲ့လမ်းထားလို့ရတယ်ကျွန်တော်က63လမ်းမှာဆိုင်ဖွင့်တော့ကျွန်တော်63လမ်းနဲ့ထားလိုက်မယ်ကျန်တာကတော့လျှောက်ထားပါဗျာတခုခု CD မှာကျတော့ကျွန်တော်တို့အလွယ်ဆုံးကတော့ New York ပေါ့ဗျာ New York state ကိုလည်း